အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘန်ကောက်မှာ luxury ဆန်ဆန်နဲ့မိဘတွေကိုခေါ်ရလို့ကောင်းတဲ့လေးနှစ်ခုကိုပြပေးတောင်းပါဖြစ်ပါတယ်ပထမဦးဆုံးကတော့ဒီ80ကျော်အထက်ရှိရဲ့ Marriott Sky Hotel မှာ breakfast စားဖြစ်ခဲ့တာလေးပေါ့နော်ဘန်ကောက်တစ်မြို့လုံးရဲ့ view ကိုခန်းစားပြီးတော့မိသားစုနဲ့အတူ view လေးကြည့်ပြီးတော့ breakfast ထိုင်စားလို့ရပါတယ်စားစရာတွေအမျိုးစုံကိုမှာ buffet နဲ့စားလို့ရပြီးတော့ထိုင်းကောက်စကွေးတွေကစားရှိရပေါ့နော်အဲ့မှာကိုစားစနာရွေးပြီးတော့ဝန်ထမ်းကိုလောက်ခိုင်းပြီးတော့ easy ထိုင်စားရုံပါပဲနောက်တစ်ခုကျတော့ ထိုင်းဘတ်600လား900လားမသိဘူးပေးရတဲ့မြစ်ပေါ်မှာတင်မောစီးပြီးတော့ view တွေကြည့်လို့ရတဲ့ခွင့်ရည်လေးပေါ့နော်ဒီနေရာလဲမိသားစုနဲ့လာလဲရင်တကယ်ကိုလဲလုကောင်းတဲ့နေရာတစ်ခုနာဆိုင်နဲ့ပဲ view တွေလဲကြည့်ပြီးတော့ပြောင်းနေတဲ့သူစကားလေးပါလေးပြောပြီးတော့တညလင်လုံးအချိန်ကုန်လို့ရပါတယ်တင်မောစီးရဲ့အချိန်က2နာရီလောက်ကြာတယ်ပေါ့မှာ Incomsian Shopping Mall ထိုင်းရဲ့နန်းတော်ကြီးရောပြီးတော့မြစီတီဖျားတို့ပါလို့လဲနာမည်ကြီးရဲ့နေရာတွေအကုန်လုံးဖြတ်ပြီးတော့မြင်ရတယ်ပေါ့နော်တင်မောပေါ်မှာစားစရာလဲစုံထားပေးထားလို့ထိုင်းရောက်ရင်ဒီ experience လေးနှစ်ခုတော့ဖြစ်မနေခန်းစားကြည့်တဲ့နယ်ပေါ့နော်ဒီ sharing လေးကတော့တလောက်ပါပဲအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်နေကြပါမယ်